ရန်သူတွေကညာလိုက်ရှိနေတယ်ဒါပေမဲ့ရန်သူသုံးမျိုးရှိတယ်နံပါတ်1ရန်သူကတော့ညီညွတ်မှုကင်းမဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာဝေးပြီးမှဒီဒေသမှာဝေးပြီးမှကျွန်တော်ကနိုင်ငံရေးပတ်သက်တဲ့ခြင်းမျိုးပါလားနှစ်30ကျော်ရှိလာပါပြီတော့တက်ရှိပြီးတဲ့ကတိုင်းနိုင်ငံနဲ့တွားပြီးမှလောကတဲ့ပတ်ချတယ်မှာပညာရေးပြည်ပြမှနိုင်ငံရေးစတော့အောင်ပတ်သက်ခွင့်ရခဲ့တယ်တို့ပတ်သက်တဲ့နိုင်ငံရေးတွေမှာတို့ရဲ့ညီညွတ်မှုရှိခြင်းကြောင့်လို့တို့ချင်းဝေဖန်ကြတယ်မင်းကဘာလို့မင်းဗေဒတာမင်းကစာမတာဘူးသူတွေကတော့လေဘယ်နိုင်ငံရေးဖြစ်တဲ့ဘယ်ပါတီဖြစ်တဲ့ဘယ်ဥစ္စာဖြစ်တဲ့ဆိုတော့ဝေပြားပြီးမှကျွန်တော်တို့ချင်းညီမှုကင်းနဲ့ဘယ်အာဏာရှင်ကျွန်တော်တို့နိုင်တယ်ဘယ်အောင်ဘာကျွန်တော်စုနိုင်တယ်ကျွန်တော်တို့ညီမှုကင်းမဲ့ခြင်းကကျွန်တော်တို့ရှုံးနေမှုဖြစ်တယ်ကျွန်တော်တို့ရဲ့ညီမှုကင်းမဲ့ခြင်းဟာကျွန်တော်တို့ကိုစိတ်ကလေးချုံမှုတွေဖြစ်စေပါတယ်ဒါပေမဲ့နောက်ပြန်လာတဲ့ကျွန်တော်တို့ကညီညွတ်ကြရင်ဒီမှာရှိတဲ့ရဲဘော်တွေရရှိတဲ့ရဥရဲအောင်လူကြီးသားအောင်လူမျိုးဘာသာအောင်ညီညွတ်ကြပြီး